အော်ဘာလာလုံးနေလဲမေးတယ်အလူလာလုံးနေတာမဟုတ်ဘူးဆိုင်ကလာလူနေကျင်းနဲ့လားရအောင် ကျင်းနေပါလေအမမရှိဘူး မင်းခါကြရထုတ်ထုတ်လို့ပြောနေရအောင်ဟုတ် ဘာဖြစ်လဲဘုမပြန်လာဟဲ့ငါဖောင်းစခွေမကောင်းဘူးဖောင်းပြောလို့ပဲရတာ စက်ခွေမကောင်းတဲ့ဖုံများလူသွားသေးတယ်လို့ 哇，俺老弟爹呢？干嘛？卢比，呀，俺这 lucky 嘞，老呀嘞，lucky 嘞不老呀嘞喽，呀，我了，哎，把这问咱了，别人家谁东啊别比了，那没，来，谁东啊别了个，那我来不及了哇。မင်းတို့အဲ့ဒါပဲမင်းတို့ပြေးနေတာမဟုတ်ဘူး။ဟုတ်ပြီလို့ခုနလူတဲ့ချိန်ကြလို့မင်းတို့တခုခုဒုက္ခရောက်ငါပြန်ပြီးတော့လာကယ်လို့ရအောင်ချိန်တော့လို့။ဒီကတကယ်နေနေကြီးပဲကွာ။ပြီးတော့လည်းငါချီကကာယနဲ့ငါလည်းပြေးပါမရှိဘူး။နော်။အော်မင်းတို့ကလည်းကွာပြေးပါမရှိမှမင်းတို့ဖမ်းခံရမှာလေငါပြေးမှာပေါ့လို့။ရောက်တို့။လက်ကလေးဖွင့်လိုက်မယ်။ဖွင့်လိုက်။ဝိုး။ပါလေ။โอเคဘယ်လိုကြောက်ပဲမချန်သေးလိုက်ရမချန်သေးကြည့်လိုက်ဒီကွာဖုန်းဝင်ရောထုံးတယ်နိုင်မယ်ကျွေးလိုက်တော့မတော်ပြောလိုက်ကျွေးလိုက်ထုလိုက်တော့ပြောလိုက်မယ်ဒီကောင်ပြခွဲလိုက်တော့ဟာဘာလဲလို့ညပြေးလာတာပြင်မန်းနေပြီသွားပြီးတော့ပန်းပြီငါတော့ကြောရှုံးမင်းတို့လေအေးမင်းတို့ဆွလာပဲပစောအမပဲဖြုတ်မင်းအောင်ငါရှီအတွက်ကောင်မလေးတော့စုထားအောင်ဝါမျိုးတော့ကနေခဏမင်းတို့အဲ့လိုဒီဘာဖြစ်မလဲနော်အဲ့ကိစ္စတော့မှစီစဉ်လို့ရတယ်ကိုငါတို့ကနေရတဲ့တော်တော်စုံနေဘာလို့လဲတော်တော်များများသတိထားမိလောက်အဲ့တော့မနေ့ပြန်တော့ကနေရငါတို့စဉ်းစားဒီနေရာဆက်လာလို့မရအောင်နော်ကျန်တဲ့နေရာလည်းမစဉ်းစားနဲ့ပေါင်မဲပြောတာမှန်တယ်နော်အဲ့လေးတော့ငါတို့ထည့်တော့ရမယ်ဟာမင်းတို့ဘာတွေထည့်တော့နေရတော့နေရာနဲ့ပတ်သက်လို့ဘာမှစိတ်မပူနဲ့ငါရှိတယ်ဟုတ်တယ်ငါတော့ပဲထပ်လို့ငါတော့အခုလည်းမင်းခွင်ပဲလေပြေးရတာလေမင်းခွင်နဲ့ပြေးရတဲ့ခွင်နေကြီးပဲတခါတလေပြေးရမှာပဲလေဟာဟဲ့လေးကရှိပြီမင်းရှာတဲ့ခွင်ပြေးနေရတယ်လေးကတော့ပြေးရတော့စကားလေးတိတ်ပြောနေတယ်အခုဒီတစ်ခါမင်းတို့မပြေးရဘဲနဲ့ရမယ်ကိစ္စငါစဉ်းစားထားတယ်ဟမ်သိကြလို့လားဟာမင်းတို့ပြေးရမလို့ကွာတကယ်လားဟုတ်ပါကြီးပြောလေးရှော့ဟဲ့သွားမယ်အကျော်လေးတွေတော့ရှော့သွားတယ်ပါလာဒီပဲလဲတော့လို့ဒီဖြတ်တယ်ပြီးကားငှားသွားမယ်ကြာအာကြီးနော်ကားငှားသွားတခါချင်းဘောလုံးဖုန်းနေဖြတ်ပြီးသားတွေ့ဘူးလေကပြီးသွားပြီခေါ်တယ်ဟုတ်ပြီလေ let's go အခုရွှေကောမင်းရွေးလာတဲ့လမ်းပဲနော်ဘောကောဟုတ်ပါမယ်ဩငါရွေးတဲ့လမ်းကွာမပိုင်မင်းနဲ့မင်းတို့ပြောမလားကွာမင်းစောင့်ကြည့်လိုက်အဆင်ပြေသွားလိုက်ဘုရားသူတို့တောင်ကိုသူတို့ထမ်းနေသူတို့နဲ့တော့မတိုင်တော့မှသူတို့နဲ့တန်းလူတော့လုံးတော့ဘာလို့လဲတော့မညံ့ပါဘူးကွာတော့အဆင်ပြေသွားလိုက်မင်းဒီလမ်းမှာလူသွားတော့နေတယ်ဒါပေမဲ့အဲ့လာတဲ့လူတွေကလည်းငါတို့လုံးဝအဆင်ပြေသွားမှသိကြဟုတ်ပြီရပါလို့မင်းငါပြောတယ်ရေအဲ့ဒါရေလေးလွင့်လာလိုက်ပဲလာလိုက်အားပါတယ်ခင်ဗျအားလားဟုတ်အားတယ်ခင်ဗျအားရင်စင်ကိုတို့တက်ရမှာစင်လို့မဟုတ်လေကိုတို့ဘယ်သွားကျင်တာလဲပြောကိုတို့ကတက်ရမှာမင်းကိုပြန်ပြီးလိုက်ဖို့ပေးမလို့မဲကျွန်တော်ကဘေးရွယ်မောင်းတာအကိုတို့ကျွန်တော်ကပို့ရမှာဘယ်သွားကျင်နေရလားပြောလိုက်ငါတို့သွားကျင်တာကတော့မင်းဘေးရွယ်ကိုယူပြီးသွားကျင်တာမင်းတို့ကငါတင်းရန်ကုန်ပို့ကျင်တာဟုတ်ပြီမဟုတ်လေဟောဝိုင်းနေနဲ့ဒဲရွှေ့လိုက်တော့မင်းဘေးရွယ်လူနေတာကွာမင်းဆင်းလိုက်တော့လို့ပြောနေအဲ့လိုမရဘူးလေကွာမရလေဒါမင်းထုတ်လိုက်တော့ဒါလို့ငါကြိတ်လိုက်တော့မှငါပြောနေတော့နော်မလို့ဘူးလားဟဲ့ဟမ်ဒီဘေးတော့ငါလူနေတာကွာမဟုတ်ပါဘူးဗျာဘယ်လိုပစ္စည်းလိုချင်လို့
ယူဗျာလူတော့အသားတောင်မလုပ်ပါနဲ့ စောကြီးကအဲ့စကားပြော ခင်ဗျားတို့ဒီကောက်ကြောင်မသိလို့ကျွန်တော်တားနေတာပါဗျာ အမင်းလုံးမဟုတ်ဘူးလို့ပြောတယ်တက်ရောက်ကျွန်တော်ရှည်တဲ့ကောင်ရမအော်နဲ့နော်အော်ရင်တခါတော့တတ်ပြမှာဟောပါဘူးဟဲ့ထိုင်နေလိုက်နောက်ထမင်းဆိုင်ကိုမင်းဆက်လာလို့ပြီ ကျွန်တော်တော့ဆက်ကနှိုးလို့မရလို့သူများကိုနောက်ကတွန်းခိုင်းပြီးနှိုးလာတာခင်ဗျာဆိုင်ကပလက်ကကြောင်လာလားအင်ဂျင်ဝိုင်းမရှိလို့လားမသိစက်မနှိုးလို့ခင်ဗျာ မဟုတ်တယ်ဟောကွာဆိုင်ရဒီကောင်တော့စီးလာသေးတဲ့ကိစ္စမင်းကရတယ်လုပ်ကြည့်ပါဟာရ မနှိုးဘူး မင်းပါရခါတော့မှာနော်နိုးမေ ကျွန်တော်တော့ဆက်နှိုးတာမနှိုးသူများကိုတွန်းပြီးနှိုးခိုင်းရတာပါဗျာ အားလုံးတွန်းမေးမယ်အားလုံးတွန်းမေးရမယ်မင်းတို့ရောက်နိုးအားလုံးတွန်းမေးမယ်နိုးအရင်နိုး ကျွန်တော်ပြောပါတယ်အစိုးရတဲ့ဒီကောက်ကြောင်အကိုတို့မသိပါဘူးလို့ကျွန်တော်ပြောပါတယ်အစိုးရတဲ့ဒီကောက်ကြောင်မသိပါဘူးလို့ သိချင်းဆိုရဲ့အစောက်ကိုဘာဖြစ်လို့စီးနေရတာလဲအထောင်းစားဟမ်မင်းမဆိုင်ကကောင်းစီးစရာအကြောင်းရှိလားဟမ်မစီးနိုင်ဘူးလားဆိုင်ကကောင်းလေးမစီးနိုင်ဘူးလားမင်းကလည်းနည်းနည်းမစင်းစားဘူးဒီလိုနေလည်းမသိဘူးလေဒီမင်းတို့မင်းမို့လို့တားခဲ့ ဒါတော့သူများပေးလို့ကျွန်တော်အစိုးရတဲ့ပြောပါတယ်ပတ်ဆက်ကိုမတတ်ပါနဲ့လို့ပြောနေတာအခုကျွန်တော်ဘယ်လိုပြရမလို့အိတ်ကို ဟာငါရှင်းတော့တော့ ဟိုဒီတိုင်းတော့သွားလို့မရဘူးဗျာကျွန်တော်မြန်ပြသိချင်ကျွန်တော်တခုတော့ကူညီပါလား ဘာလဲ နောက်ကနေစိုက်ကလေးတစ်ချက်တုံးလာကျွန်တော်ဘတ်ဆိုနှိုးလိုက်မယ်ဗျာ လာနောက်တော့ခမေးနောက်မျက်စိမလားနေဒီလမ်းကိုမလာနဲ့ အားလေးထက် တဘောလေတော်ပြီဟဲ့ရောက်ပြီအာရအော်ငဘောတွေပြောတော့ဝမ်းသာတရားလားကွာအဲ့ဒါမင်းကြောင့်လေအဲ့ဒါမင်းကြောင့်ပြောနေပါလေလို့မင်းဒီလမ်းမင်းရွေးတာလေဩရမလားထင်ပြီးတော့ငါလည်းရွေးမိတာဗောကွာမင်းလည်းဟာဒီသေးဘူးရောက်ဘာဖြစ်လို့တော့ကြောင့်အုပ်စုလေးနဲ့ပြန်လာလို့ချင်းနှစ်ယောက်လုံးကြွေသွားလိမ့်မယ်မင်းအဲ့ဒါစိတ်ဘူးလေငါစိတ်ဘူးမဘူးလားဘာဖြစ်လို့ငါမလမ်းကြောင်းရှိသေးတယ်လေဒီတော့ကိုတော့ပြန်ပြီးပတိရိုက်သွားတဲ့ကောင်မင်းဒီလမ်းကြောင်းထိုက်ရွေးခြင်းသေးရတယ်နောက်လမ်းကြောင်းရှိသေးတယ်တော်ကျေးဇူးရှင်ခုလိုမဖြစ်တော့ဘူးငါ့ကိုယုံလိုက်တကယ်တော့ငါ့ကိုယုံလိုက်ခုချိန်ဒီဘာမှမဟုတ်ဘူးခင်ဗျာလေးသွားမလားဟိုလမ်းရောက်သွားမလားဟာရောက်ယူသွားလို့မရဘူးလေဟုတ်မှာဟုတ်ဟင်ပထွေးဟိုဘက်ကိုသွားတာဟိုဘက်သွားမှာဗောလာလီစီးပဲဖေကလည်းကြောင်းပုံပြီး ဟုတ်တယ်ခုမှပြန်လာတာဘာဖြစ်လဲခုမှပြန်လာဟဲ့ငါတော့စခွေမကောင်းဘူးဖောင်းပြောလို့ပဲရတာ စက်ခွေမကောင်းတဲ့ဖုံများလူသွားသေးတယ်လို့ပြီးတော့ငါလည်းပြောမတော့ငါဘယ်ကိုလိုက်ရမှာလဲလို့ ဟုတ်တော့အဲ့ဖုန်းလေးပြန်လို့ပြပါဖုန်းကလေဖုန်းပြောလို့ပဲရစခွေလုံးဝမကောင်းပြန်လို့ပြပါကွယ်နော်ပြန်တောင်းပြပါကွယ်ဟောလေပတ်စက3လေးလုံးပြရတော့ 3လေးလုံးပြန်လေးပြပါပြန်လေးဟောလေဟာကဲကြပါအောင်ရှင်ကဲကြပါအောင်ဒီမှာဖုန်းလို့ပြန်သွားလို့မလို့မတော်မသိကဲကြပါအောင်ရှင်စောထွက်လာတော့ထမ်း ။ဩအိမ်မှာအမေကခိုင်းနေသေးတယ်။အဲ့ဒါဝိုင်းလုပ်ပေးနေရသေးတယ် တယ်ပြောလဲထားကြ ။အမေကတော့ပြောတယ်။ဒီမှာကျွေးရရှိသေးတယ်တဲ့။အဲ့ဒါလေးကြည်မအောင် အဲ့ဒါဘယ်တော့ထပ်ဆောင် ။ဩကိုခဏနေပါဦး။အလုပ်တွေလည်းလုပ်နေပါတယ်တက်စုအောင် စိတ် ။ဟုတ်ကို စင်းလို့မျိုးပြောတယ်အော်ဘာလာလုံးနေလဲမေးတယ်အလူလာလုံးနေတာမဟုတ်ဘူးဆိုင်ကလာလူနေကျင်းလားရ ရှင်းနေပါလေ ရှိတယ်တော့ ။မမရှိဘူး ဒီခါကြရထုတ်ထုတ်လို့ပြောနေရဟုတ်ဒါလာလိန်နေသေးတယ်ဟုတ်လားကိုတို့ဟမ်ဝင်ဝမ်းမယ် ။မလုပ်ပါနဲ့ဗျ။ယူရင်လည်းယူသွားပါ ရှင်းလားဟိုမြင်ကြားတာကွာဟုတ်ကဒီဝမ်းမယ် ။ကိုထီလေးပြန်ပေးခဲ့လို့ရ။ဟုတ်ပြန်မိုးရမှာ ဆိုးချင်လား ပြန်မိုးရမှာ ဆိုးချင်လား ပြန်မိုးရမှာဆိုလို့လေ ဆိုးနေတယ်ကွာနာမကန်နဲ့ဟုတ်လေတိုင်းမလားနော်တိုင်းဖို့တော့မလုပ်လို့ပြေသွားမယ် ။ဟိုကဘယ်လိုလုပ်မလို့ ဒီဦးလေး ဘယ်လိုလုပ်မလို့အိမ်ရောအမေဆိုင်ကမပိုင်ပြောတော့မှာ ဟာပါဝင်လူလုံးမှာတော့ ကဲပြန်မှာလေအဝေးကြီးပဲဘယ်လိုလုပ်ကြမှာ ဟာရရ နင်း ဟာလေဘာမှလေဟိုမှာတက်လာချင်းတပွေးလာငါတော့ပြီးဆိုင်ကြရတာလေဟောမင်းအိုးမင်းရာတော့လေးယူတာတည်းပြီးပစ္စည်းလောကကြီးနေကြဘူးကွာငါရှင်းလိုက်သွား
ဟဲ့လေဟုတ်ဘာရှေ့ရလေးထုတ်လိုက်ဘာလဲရှေ့ရလေးထုတ်လိုက်စမ်းလို့ဘာမှမရှိဘူးလေအော်အေးဒီတလုံးလုံးလွယ်ထားတာကဘာမှမရှိဘူးဘောင်းကြီးကြည့်လိုက်ဟဲ့လေပွင့်ညာဟမ်အော်ဝင်ညာလားအဲ့ဒီကပါလာတဲ့ဟာကိုစကားအများကြီးပြောနေစကားအများကြီးပြောနေရှေ့ရလေးထုတ်လိုက်ငါတို့ဗျာလုပ်ပေးမယ်လို့ပါလာတော့ထုတ်ဒါပါအားကြုံကြိုက်အမ်ကြိုက်ဒါပဲပါလေအဲ့ကျွန်တော်မကြိုက်ဘူးလို့မကြိုက်လို့မရဘူးလေပါလာထုတ်ဆိုဟမ်မကြိုက်လို့မရဘူးအဲ့မကြိုက်လို့မရဘူးအဲ့ကျွန်တော်မကြိုက်ဘူးဟိုကောင်လည်းပါတယ်ဟမ်ကျွန်တော်တကယ်ပြေပါကောင်လည်းပါဒီလိုလေးတွေ့တော့ဘယ်ကောင်တွေ့လဲမဟုတ်ဘူးဟမ်ဟိုကောင်ဟမ်ဆွကြဟဲ့လားပြန်ပေါ့ရိုးနေဟမ်ဆွကြအော်ကျွန်တော်သူစားရှိတယ်မတူလိုက်ပါလေစိမင်းပဲဟမ်မမိတဲ့လူလားမပြောနဲ့ဟမ်ငါကြာပြီမင်းကိုချောင်းနေအော်ဆိုင်ဦးတော်တော်သက်သာရှိတယ်တရောင်းသား